Okay idea 7နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီတစ်ပတ်မှာကျွန်တော်တို့ခုလိုမျိုး realistic sensor emboss လုပ်နည်းနဲ့ deboss လုပ်နည်းကိုခုလိုရှောက်မှာဘယ်လိုလုပ်မလဲဆိုတော့ပြောပြပေးတော့ပါမယ်ဗျာပထမဆုံးအနေနဲ့ emboss ကတော့ကျွန်တော်တို့တည်တိုင်းပဲဒီ layer တစ်ခုကိုကျွန်တော်တို့ဆွဲထားတဲ့ layer တစ်ခုကိုအပေါ်ကိုကြွတက်လာအောင်လုပ်တာ deboss ကတော့ဒီကောင်ကိုအထက်ကိုသူနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်အထက်ကိုပြန်ပြီးခြိုက်ဝင်သွားအောင်လုပ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ emboss ဘယ်လိုလုပ်မလဲကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီလုပ်မဲ့ layer ကိုပေါ့နော်bapta ပုံစံမျိုးဖြစ်အောင်နော်ဖြစ်ရမယ်ပေါ့အဲ့ကောင်ကိုကျွန်တော်တို့အမဲပေးထားပါမဲပေးထားပြီးတော့ကျွန်တော်တို့ဒီ emboss လုပ်မဲ့ဟာကိုကျွန်တော်တို့ obsti မဟုတ်ဘဲနဲ့ fade ကိုလုံးဝ 0% ထိထားလိုက်ပါထားပြီးတော့ကျွန်တော်တို့ဒီကောင်ကို double click နှိပ်ပြီးတော့ layer effect ကိုခေါ်လိုက်ပါဆိုတော့ကျွန်တော်ဒီမှာ layer style လေးပေါ်လာတော့ကျွန်တော်တို့ဒီမှာ bubble and emboss ဆိုတာရှိတယ်အဲ့ကောင်လေးကို click ပေးလိုက်မယ်ပြီးတော့ဒီဘက်ကိုနှိပ်လိုက်မယ် click နှိပ်ပြီးတော့ဒီဘက်နှိပ်လိုက်တော့ကျွန်တော်တို့ဒီမှာတော့ဒီတိုင်းပဲเนาะ emboss smooth ပဲဒီ depth ကိုကျွန်တော်တို့လိုချင်တဲ့လောက်ချိန်ကြည့်မယ်ပေါ့เนาะသူ့ရဲ့အလင်းအမှောင်ဒီမှာတစ်ခုရှိတာကဒီသူ့ရဲ့ lighting ဒီမှာပေါ့เนาะ shading lighting ကတစ်ခါတလေကြာရင်ဒီဘက်ရောက်နေတတ်တယ်ကျွန်တော်တို့လိုချင်တဲ့အလင်းအမှောင်ပေါ့เนาะအလင်းအမှောင်သဘောတရားရအလင်းရဒီဘက်ကနေလာနေတယ်ဆိုတော့shade ထိုးတာလည်းအလင်းဒီဘက်ကလာတယ်ဒီဘက်ကအမှောင်ပဲချမ်းဆိုတော့ကျွန်တော်တို့အလင်းကကျွန်တော်တို့ဒီအပေါ်လာဆိုတော့ဒီအပေါ်တက်လောက်ကနေပြီးတော့ကျွန်တော်တို့ဆိုပါစို့ကျွန်တော်တို့90ပေးလိုက်မယ်ဒီကောင်ကို100ပေးလိုက်တော့အပေါ်ဆုံးတက်ရောက်သွားအောင်ဆိုတော့ကျွန်တော်တို့ဒီမှာပြီးရင် softness လေးပါလေးနဲ့ချိန်ကြည့်မယ်လိုအပ်သလောက်လေးပေါ့နော်softness နဲ့ဒီလောက်ဆိုကြပြီ site ကတော့ကိုလိုချင်တဲ့လောက်ပေါ့နော်ကျွန်တော်တို့ဒီလောက်လေးပဲလို့တော့ဒီလောက်ပဲ